ရှင်သာတိုက်တဲ့ကြောင်းတိုက်နိုင်ငံတော်ဘွဲရစိတ်တော်ကိုဝေယဓမ္မဂတိကဆရာတော်ရှင်အသရာလင်္ကာရဤဘေကြီးစတသုတ်တရားဓမ္မကထာဒေသနာတော်တရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့ယခုနာကြားရမယ့်ပရိတ်တော်ကမင်္ဂလာသုတ်ပရိတ်တော်ဖြစ်ပါတယ်ဟောဒီလူပြည်လောကလူဘဝမှာမင်္ဂလာတရားတော်ကိုမြတ်စွာဘုရားကမဟောကြားသေးခင်12နှစ်ခရဲကကြိုတင်ပြီးတော့သုဒ္ဓဝါဒမြမကြီးတွေကသူတော်ကောင်းတို့ဒီကနေ့ကစတင်ရည်တွက်လိုက်ရင်နောက်12နှစ်ကြာတဲ့အခါမှာဘုရားရှင်ကိုယ်တော်မြတ်ဟာမင်္ဂလာတရားတော်ကိုဟောကြားတော်မူပါလိမ့်မယ်လို့လူပြည်လောကနေရာဒေသအနှံ့ပြားမှာကြိုတင်ကြေညာပေးထားခဲ့ကြပါတယ်။မြတ်စွာဘုရားဟောကြားတော်မူမဲ့မင်္ဂလာတရားတော်ရဲ့အဓိပ္ပာယ်ဟာဘာပါလိမ့်မလဲလို့ကြိုတင်သိကျင်ကြတဲ့လူတွေနဲ့တွေဟာမင်္ဂလာဆိုတာဘာလဲဆိုပြီးမေးကြရင်ဖြေကြရင်ညှင်းခုန်ကြရင်နဲ့အဲ့ဒီပြဿနာဟာလူပြည်မှာရောနတ်ပြည်မှာပါ12နှစ်တာကာလကြာအောင်ညှင်းခုန်ပွဲကြီးတွေဖြစ်နေခဲ့ရပါတော့တယ်ဒီလိုနဲ့ဟောဒီကမ္ဘာလောကမှာအနိုင်မဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးပွင့်ပေါ်တော်မူလာပြီဆိုတော့တရားမင်းကနတ်သားတစ်ပါးကိုဘုရားထံစေလွတ်မင်္ဂလာဆိုတာဘာပါလဲဘုရားလို့အမေးခိုင်းလိုက်ပါတော့တယ်ဒီတော့မှအဲ့ဒီနတ်သားဟာသာဝတိမြို့ဇေတဝန်ရွှေကျောင်းဂိမ်းအောင်သတင်းသုံးနေတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ထံမောက်ညတကောင်ကာလကြီးမှာရောက်လာပြီးတော့မြတ်စွာဘုရားလူရောနတ်ပါတရားဝါအပေါင်းမြောက်များစွာတို့ဟာကြီးပွားချမ်းသာခြင်းကြတဲ့အတွက်ကြောင့်မင်္ဂလာဆိုတာဘာပါလဲရဲ့လို့တွေးတော်ကြံစနေခဲ့ကြတာဟာ12နှစ်တာကာလကြာတော်မှအဖြေမှန်ကိုတိတိကျကျမရနိုင်ခဲ့သေးတာမို့လူနဲ့များစွာကြီးပွားချမ်းသာကြပါစေကြောင်းမင်္ဂလာတရားတော်ကိုဟောကြားတော်မူပါဗျာလို့တောင်းပန်လာခဲ့တဲ့အတွက်ဘုရားရှင်ကိုယ်တော်မြတ်ကဟောဒီမင်္ဂလာသုတ်တံကိုဟောကြားတော်မူခဲ့ရခြင်းဖြစ်ပါတယ်မင်္ဂလာသုတ်ပိဒေသနာတော်ဟာစัจ java လာဂရေတသိန်းတိုင်အောင်အာနာစက်တွေပြန့်နှံ့ပြီးတော့နတ်မြမာအပေါင်းမြောက်များစွာကိုလည်းမက်ဖို့နိဗ္ဗာန်ကိုရစေရောက်စေနိုင်ခဲ့ပါတယ်တရားရှိခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့အဲဒါကြောင့်အစမတန်တကောအနာထက်မြက်ပြီးကောင်းကျိုးမင်္ဂလာကျက်တရေဖြာဖြာကိုဖြစ်စေတတ်တဲ့မင်္ဂလာသုတ်ပိဒေသနာတော်ကိုကြီးညိုသရာယုသေးစွာနဲ့ရွတ်ကြဖတ်ကြနာကြကြီးညိုပူဇော်ကြပါကုန်စို့သူတော်ကောင်းတို့ယမင်္ဂလံဒွါရတာဟိစိဏယိန္တုတဒေဝကသောထာနံနာတိကိသံတိအတတိန်သင်္သမင်္ဂလံဒေသိတံဒေဝဒေဝေနသဗ္ဗပါပဝိနာသနံသဗ္ဗလောကဟိတထာယမင်္ဂလံတံပနာမဟိဧဝမေတုတံဧကံသမယံဘဂဝါသာဝတိယံဝိဟရတိဇေတဝနေအနာထပိန္တိကသအာရမေအထာခောအညတရာဒေဝတာအဘိက္ခန္တာယာရတိယဘိက္ခန္တဝနာခေဝလာကပ္ပံဇေတဝနံဩဘာသတ္တဝါယေနဘဂဝါတေနုပသင်္ကမိဥပသင်္ကမိတဝါဘဂဝန္တံဘိဝါတတဝါဧကမန္တံအထာတိဧကမန္တံတိတာခောသာဒေဝတာမဂဝန္တံဂါထာယဣဇပါတိဘဟုဒေဝမနုဿာသမင်္ဂလာနိအစိဏယုံအာဂင်္ဂမနာသောဌာနံပြုဟိမင်္ဂလမုဒ္ဓမံအဒေဝနာသပါဠနံပန္တိတာနိသသေဝနာပူဇာသပူဇနိယာနံဧတံမင်္ဂလမုဒ္ဓမံပတိရူပတေသဝါသောသဘဝေသကတပုံညတာအတ္တသမပဏိတိသဧတံမင်္ဂလမုဒ္ဓမံ
ဘာဝတိသေသာသိပ္ပင်္စဝိနယောသတုတေခိတောသုဘာတိတာသာယဝါစာဧတံမင်္ဂလမုဒ္ဓမံမတ္တပိတုဥပဌာနံဗုဒ္ဓတာရသသင်္ဃဟောအနာကုလသကမ္မန္တာဧတံမင်္ဂလမုဒ္ဓမံဌာနေသဓမ္မစရိယာသညတကာနိသသင်္ဃဟောအနာဝဇာနိကမ္မာနိဧတံမင်္ဂလမုဒ္ဓမံအာရတိဝိရတိပါပမစ္ဆပါဏာသတံယမောအပမဒောဇဓမ္မေတုဧတံမင်္ဂလမုဒ္ဓမံကာရဝဇာနိဝါဒောဇတန္တုဋ္ဌိသာကတေညုတာကာလေနဓမ္မသဝနံဧတံမင်္ဂလမုဒ္ဓမံခန္တီသာသောဝသသတာသမနာနိသတတနံကာလေနဓမ္မတကေသာဧတံမင်္ဂလမုဒ္ဓမံတဘောဇဗြမစရိယံသရိယာသစ္စာနာတတနံနိဗ္ဗာနသစ္စေကရိယာသဧတံမင်္ဂလမုဒ္ဓမံဘုဒ္ဓသာလောကဓမ္မေဟိစိတံယတနာကမ္ပတိအာသောကဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမံဧတာတိတာနိကတဝါနသဗ္ဗထမပရာဇိတာသဗ္ဗထသုထိန်ကိသန္တိတံတေတံမင်္ဂလမုဒ္ဓမံမင်္ဂလသုတ်တံနိဋ္ဌိတံတရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့ယခုနာရရမယ့်ပရိသုတ်တံကယေရဏသုတ်ပရိတ်တော်ဖြစ်ပါတယ်မြတ်စွာဘုရားပွင့်တော်မူတဲ့အခါတုန်းကအိန္ဒိယနိုင်ငံဝေသာလီပြည်ကြီးဆိုတာဟာရှင်ဘုရင်ပေါင်း9909ပါးအိမ်ရှိဥပရာဇာမင်းသားပေါင်းစစ်သေနာပတိပေါင်းဗန္နာဇိုးပေါင်းနန်းတော်ပြတ်သက်ပေါင်းဥယျာဉ်နဲ့ရေရင်းရေကန်ပေါင်း9909ခုစီညီတူညာတူရှိပြီးတော့လူနေကလည်းထူတဲ့အစာရည်သားကလည်းပေါ်များဒါဝရိန္ဒာနတ်ပြည်ကြီးလောက်ကိုပဲအထူးစီကတိုက်နေตาရလှပလို့နေခဲ့ပါတယ်အဲဒီဝေသာလီတိုင်းပြည်ကြီးဟာတနှစ်မှာတော့မိုးခေါင်ရေရှားတဲ့အတွက်ကြောင့်ကောက်ပဲစဘာတိနံနေမထွက်ဖဲအစာရည်သာပြက်လက်တဲ့အငတ်ဘေးကြီးကိုစိုက်ရောက်ပါတော့တယ်လူတွေဟာငက်လာတော့အသေးပြောက်တွေပိုများလာတယ်အဲဒီလူတွေကိုတွေ့ကြရမှာဖြစ်တယ်လို့စွန့်ပစ်ခဲ့ကြတော့အဲဒီလူတွေအနတ်ဆိုးတွေကြောင့်ဘလူတွေတရေတွေနတ်မိတ်္ဆာတွေကပါမြို့ထဲဝင်လာပြီးတော့လူတွေကိုပူးကတ်ဒုက္ခပေးလာပြန်တော့လူတွေဟာပိုးပြီးတော့မှတေချာရအဲ့ဒါအပြင်ကုသယောဂဘေးကြီးတစ်ခုပါဝင်ရောက်လာလေတော့လူတွေပေါ်ပြီးတေချေကြရတော့တာပေါ့အစာငတ်တဲ့ဘေးဘလူတွေရဲ့တဆိနတ်မိတ်္ဆာတွေရဲ့ဘေးကုသယောဂဘေးကြီးရဲ့လို့ဘေးကြီး၃ပါးကကြီး၃မျိုးဆက်ရောက်နေကြရှာတဲ့ဝေသာလီပြည်ကလိစ္ဆဝိမင်းတွေဟာရာဇဂိုမြို့မှာသတင်းသုံးနေတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့နောက်လိုက်နောက်ပါတန်ဃာတော်ပေါင်းအပါး900ကိုပင့်ဆောင်ကြရတော့တာပေါ့မြတ်စွာဘုရားနဲ့တန်ဃာတော်ရှင်သူမြတ်တွေဂင်္ဂါမြေကမ်းကနေဝေသာလီပြည်ဘက်တက်ရောက်မိပြီဆိုတာနဲ့တပြိုင်နက်ရက်လေးမျက်နှာကနေမိုးကြီးတွေအကြီးကျယ်ရွာချလူတွေကောင်ဗုဒ္ဓဂင်္ဂါမြစ်ထဲမျောပါပြီးတော့တချို့ဘလူတရေတစေနတ်မိတ်္ဆာတွေဟာထွက်ပြေးကြရတော့တာပါပဲမြတ်စွာဘုရားရှင်ဟာဝေသာလီပြည်ရဲ့တကားဝမှာရက်ပြီးတော့ရှင်အနန္ဒမထေရမြတ်ကိုလိစ္ဆဝီမင်းနဲ့တူဝေသာလီပြည်ကြီးရဲ့တိုင်းသုံးတဲ့ကြားပရိတ်အယံဓာတ်တွေပြုလုပ်ဖို့ညွှန်ကြားဒီယရဏသုတ်တံကိုသင်ကြားပေးတော်မူခဲ့ပါတယ်အဲဒီနောက်ရှင်အနန္ဒရွတ်တဲ့အပြင်ဘုရားရှင်ကိုတော်မြတ်ကိုတော်တိုင်းမှာဒီယရဏသုတ်ပရိတ်တော်ကို9ရက်9လီဟောကြားတော်မူအယမင်းကလည်းတာဝရိန္ဒာနတ်ပြည်ကနေဆင်းပြီးဘုရားတရားတန်ခဂုံဤပြယာနိရဗုဒ္ဓနိအစရှိတဲ့3ဝါထာကိုရွတ်ဆိုလိုက်တာအဆုံးမတော့ဝေသာလီပြည်ကြီးဟာအငတ်ဘေးဘလူတရေဘေးကုသယောဂဘေးကြီးတွေကင်းပြီးသာယာဝပြောကြီးပွားချမ်းသာလာခဲ့ပါတော့တယ်တရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့ဘေးကြီးသုံးပါလဲပြောက်
နတ်လူတွေ9,740,000ကိုလည်းမတ်ဖို့နိဗ္ဗာန်ရစေရောက်စေနိုင်လောက်အောင်အလွန်တရာတကိုးထက်မြက်လာတဲ့ယရဏသုတ်ပိဋကဒေသနာတော်ကိုကြီးညိုသရာရုပ်သေးစွာနဲ့ရွတ်ကြဖတ်ကြနာကြကြီးညိုပူဇော်ကြပါကုန်စို့သူတော်ကောင်းတို့ပဏိဒါနာတောပဋ္ဌာယတထာဂတသဒသပါရမိယောဒသဥပပါရမိယောဒသပရမတ္ထပါရမိယောတိသမတ္တိန်သပါရမိယောပင်စမဟာပရိစ္ဆာကေလောကဓာစရိယံညာတထစရိယံဗုဒ္ဓထစရိယံတိတေသောစရိယာယောပစ္စည်းမဘဝေကဗ္ဗဝောက္ကံတေဇာတေယပိနိခမနံပရာဏစရိယံဘောရိပန္လင်ကေမာရဝိဇယံသဗ္ဗညုတညာနာပတိဝေတံဓမ္မစကဘောတနံနဝလောကုတ္တရဓမ္မေတိသဗ္ဗေပိမေဗုဒ္ဓဂုဏေအာဝဇ္ဇတဝါဝေဒလိယတိတုပါကာရန္တရေတုတိယာမရတိံပရိဒံကရွန်တောအာယတမအာနန္ဒထေရဝိယကာရုညစိတ်တံဥပထဗိတဝါဂောတိတတသေသေတုသကဝါလေတုဒေဝတာယတနံမတိကနန္တိယင်ဇဝေဒလိယပုရေရောဂမနုဿဒုဗ္ဗေကသမုတံတိဝိရံပယံခိဗမန္တရာတာပေတိပရိတံဓမ္မနာမဟေယာနိရမုဒ္ဒာနိသမဂတာနိဘုံမာနိဝါယာနိဝါအတ္တလိခေသတ္တမဟိဗုဒ္ဓနိသမေထသဗ္ဗေမေတံကရောဓမာနုတိယပဇာယဒီဝါဇာရတောဇဟရန္တိယေဝလိသတ္တမဟိနေရခထအပမတ္တာယံကေဇိဝိတံဣရဝါဥဒံဝံတကေတုဝါယရတနံပဏိတံနာနောသမံအထိသာဂတေနဣရံဘိဗုဒ္ဓေယရဏံပဏိတံဣဒနာသစ္စေနသုအတိဟောတုခေယံဝိရာဂံအမတံပဏိတံယရိဇဂတကြမုနိတမဟိတောနာဒေနာဓမ္မေနသမတိကိဉ္စီဣရံဘိဓမ္မေယရဏံပဏိတံဣဒနာသစ္စေနသုအတိဟောတုယံဗုဒ္ဓတေတောပရိဝဏယိတုစေသမာဓိမာနန္တရိကညမဟုသမာရိနာတေနာသမောနာဝိဇတိဣရံဘိဓမ္မေယရဏံပဏိတံဧတေနာသစ္စေနသုအတိဟောတုယေပုဂ္ဂလာတသတ္တံပသတ္ထာသတ္တရိယေတာနိယုဂာနိဟောတိတေတခိနိယသုကတသသာဝကဧတေတုဒိဏာနိမဟဖလာနိဣရံဘိသံဃေယရဏံပဏိတံဧတေနသစ္စေနသုအတိဟောတုယေတဝယုဒ္ဓမနသာဓံလေနနေဂမိနောဂောဓမ္မသာသနမိတေပရိပတ္တာအမတံဝိခေရှလတ္တမုဒ္ဒနေဗုတိံပုံဇမာနာဣရံဘိသံဃေရတနံပဏိတံဧတေနသစ္စေနသုအတိဟောတုယတိဏကိလောပတဝေတိတောတိယသတုဟိဝါတေဟိအတ္တမကံပိယောဓရုပမံတဝရိသံဝရာမိယောရိယသစ္စာနိအဝိဇ္ဇပတ္တိဣရံဘိသံဃေရတနံပဏိတံဧတေနသစ္စေနသုအတိဟောတုယေရိယသစ္စာနိဝိဘာဝယန္တိခမိရာပညေနသူရေတိတာနိခေဇာပိတေဝန္တိပုတ္တံပမတ္တာနာတေဝံအထမမာရိယန္တိဣရံဘိသံဃေရတနံပဏိတံဧတေနသစ္စေနသုအတိဟောတုအဟဝတတတနာတံပရာယတယတုဓမ္မာဇဟိတာဘဝန္တိသဂာယဒိဋ္ဌိဝိသိကိစီတင်္စသီလပတံဝါပိယရထိကိဉ္စီသတုအပယေဇဝိဗမုတ်တောစေဇာဘိဌာနာနိအဘဘဂတုံဣရံဘိသံဃေရတနံပဏိတံဧတေနသစ္စေနသုအတိဟောတုခိဇာပိသောကမ္မကရောတိပပကံကာယေနဝါစာဥဒ္ဓစေတသဝံအဘဘသောတတပရိစ္ဆရာယအဘဘတာဒိဋ္ဌပရတဝုဒ္ဓဣရံမိသံဃေရတနံပဏိတံဧတေနသစ္စေနသုအတိဟောတုဝနပဂုံမေယထာပုဒ္ဓိတကေဂိမာနမသေပထမသမိန်ဂိမေ
တထုပမံဓမ္မဝရံအတေတိနိဗ္ဗာနဂာမိံပရမံဟိတာယဣရမိဗုဒ္ဓရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုဝရောဝရိညုဝရာတောဝရဟရောအနုတ္တရောဓမ္မဝရံအတေတိဣရမိဗုဒ္ဓရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုခိနမုရဏနဝနတ္ထိတံဘဝံဝိရတစိတ်ထာယတိကေဘဝတမိန်ဧခိနဗိဇာအဝိရုံလိသန္တာနိဗ္ဗန္တိတိရာယထာယမရိဘောဣရံဘေတံကေရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုယာနိရဗုဒ္ဓာနိသမဂတာနိဘုံမာနိဝါယာနိဝါအန္တလိက္ခေသာရဂတံနေဝမနုဿပုဇိတံဗုဒ္ဓံနမတမသုဝတိဟောတုယာနိရဗုဒ္ဓာနိသမဂတာနိဘုံမာနိဝါယာနိဝါအန္တလိက္ခေသာရဂတံဒေဝမနုဿပုဇိတံဓမ္မနမတမသုဝတိဟောတုယာနိရဗုဒ္ဓာနိသမဂတာနိဘုံမာနိဝါယာနိဝါအန္တလိက္ခေသာရဂတံဒေဝမနုဿပုဇိတံသံဃံနမတမသုဝတိဟောတုယရဏသုတ်တံနိဋ္ဌိတံတရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားရှင်ရဲ့ရှေလက်ထက်တော်အခါကယဟန်တော်ပေါင်း900တို့ဟာဘုရားရှင်ရဲ့ထံတော်ကနေဝိပဿနာကမ္မဋ္ဌာန်းတရားရှုမှတ်ပွားများအားထုတ်တဲ့နည်းတွေကိုသင်ယူမှတ်သားရပြီးတော့သာဝတိဇေတဝန်နဲ့ဝေးလံတဲ့ရက်မှာရှိတဲ့ဟိမဝန္တာတောဆက်ကမဟာဝါသလို့ခေါ်တဲ့တောအုပ်ကြီးထဲမှာတရားအားထုတ်နေတော်မူခဲ့ကြပူပါတယ်။ဉာဏ်တော်များရဲ့သီလတကောကြောင့်ရုပ်ကစိုးနတ်တွေသူတို့နေထိုင်ကြတဲ့သစ်ပင်ဗိမာန်တွေပေါ်ကနေအောက်ကိုဆင်းပြီးသားသမီးတွေလက်ဆွဲရှင်းရှင်းရဲရဲနေကြရတာကြားလာတော့စိတ်ဆင်းရဲကြရစားတာပေါ့ဒီတော့ယဟန်တော်တွေစိတ်ညစ်တော်တွေကနေပြန်သွားကြရလေအောင်ညခါမှာကြောက်စရာကောင်းတဲ့ရုပ်ပုံတရံတွေကြောက်စရာကောင်းတဲ့အတန်တွေနဲ့ကြောက်စရာကောင်းတဲ့အနံ့ဇိုးတွေနဲ့ဆောက်လန့်ပြရတော့တာပေါ့ဒီတော့ယဟန်တော်တွေဟာသမာဓိလည်းမရဝိပဿနာတရားလည်းကောင်းကောင်းကြီးမရှုမှတ်နိုင်ကြတဲ့အတွက်ကြောင့်ဘုရားရှင်ထံမောက်ပြန်ကြားလို့လျှောက်ထားကြတဲ့ဒီတော့မှမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကနတ်တွေမနှောက်ယှက်နိုင်အောင်မေတ္တာဘာဝနာပွားများနိုင်အောင်ဆိုပြီးဟောဒီမေတ္တာတို့ပရိဒေသနာတော်ကိုသင်ကြားပြသယဟန်တော်တွေကိုတောကြီးတွေကိုပြန်လွတ်တော်မူလိုက်ပါတယ်ယဟန်တော်တွေဟာတောကြီးတွေကိုပြန်ရောက်တယ်ဆိုရင်ပဲမေတ္တာသုတ်ပရိဒေသနာတော်တွေကိုရွတ်ဖက်မေတ္တာဘာဝနာသမထကမ္မဋ္ဌာန်းကိုပါပွားများတော့မူလိုက်ကြတာတောဆောင်နှတ်တွေတောင်ဆောင်နှတ်တွေသစ်ပင်ဆောင်နှတ်တွေဘုံမစိုးရုပ်ကစိုးတွေအကုန်လုံးကဝိုင်းပြီးချစ်ကြလွန်းလို့အားလုံးကကိုညီစောင့်ရှောက်ကြပါတော့တဲ့ဒီတော့မှကိုရောစိတ်ပါချမ်းသာပြီးတမာရီလည်းရဝိပဿနာလည်းရှုမှတ်နိုင်ကြတဲ့အတွက်ကြောင့်အဲ့ဒီနှစ်ဝါကျွတ်တဲ့အခါမှာပဲယဟန်တော်ပေါင်း900လုံးအာသဝကင်းกว่าယဟန္တာများဖြစ်တော်မူနေကြပါတော့တယ်တရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့မေတ္တာပွားရင်ဆញ្ញံသာသာအိယဆញ្ញံသာသာနိုးရအိမ်မဆိုးမမက်ရလူတွေကချစ်ဘလူတရဲ့တစီတွေကချစ်နတ်တွေကစောင့်ရှောက်မိလောင်တာအစိတ်တဲ့နာလက်နဲ့ထိတာမဖြစ်ဘဲနဲ့တမာရီလဲရမျက်နှာရှင်ရှင်ပြပြနဲ့နေရပြီးတေဂာနီပြုံးပြုံးကြီးတောင်တေးနိုင်တေးပြီးတဲ့နောက်မြမပြည်လဲရောက်တယ်လို့အကျိုးပေါင်း30ပါးရရှိစေနိုင်တဲ့မေတ္တာသုတ်ပရိဒေသနာတော်ကိုကြီးညိုတရာရွတ်သေးစွာနဲ့ရွတ်ကြဖတ်ကြနာကြကြီးညိုပူဇော်ကြပါကုန်စို့သူတော်ကောင်းတို့ယတနုဝဝတောယခနေဝတသင်္တိပိသနံယံကြီးစေဝနုယုံဇံတော်ရတိန်တိဝမတန္တိတောသုကံသုပတိတုတ်တောသပပံကိဉ္စီနပတ္တိဧဝမာရိကုဏုပေတံပရိဒံဓမ္မနာမဟေ
ကရဏီယမတ္ထကုသလေနာယန္တာတန္တံပရမိသမစ္ဆာသကောသုသာသူသုသတဝဇောသတ္တမုထုအနာတိမာနိတန္တသကောသတဝရောသပါကိဇောသတံလဟုကဟုတ်တိသန္တိနရိယောသနိဘဂောသအပကဘောကုလေत्वနန္တုဂိတ္တောနာဇဂௌရမစရေကိဉ္စီယေနဝိညုပရေဥပဝတေယောဒုက္ခိနောဝခေမိနောဟွန်တုတဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာယေကေစီပါဏဗုဒ္ဓတိတသဝါထဝရဝနဝတေသာဒီကဝယေဝမန္တာမစ္စည်းမရတကာနုကထုလာဒိဋ္ဌဝါယေဝအဋ္ဌိဋ္ဌာယေဝတုရေဝသန္တိအဝိတုရေဘုဒ္ဓဝါသမဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာနာဂရောပရဏိကုဘေထနာတိမေညေထကထစီနာကျင်စီယာရောသနာပတိကသင်ညနိညာမေညတဒုက္ခမိတ်စေယမာဒယရဏိယံဗုဒ္ဓမာယုသာဧကဗုဒ္ဓမနုရခေဧဝံမိတဗဗုတေတုမာနတံဘာဝယေအပရိမာဏံမေတ္တေသသဗ္ဗလောကသမိမာနတံဘာဝယေအပရိမာဏံဩဒံဒောသတိရိယံသအတံဘာဒံအဝေရမတပတ္တံဒိဋ္ဌံစရဏိသိနောဝသယနောယဝတ္တသဝိဒမိတောဧတံတတိဒိဋ္ဌိယဇမမေတံဝိဟာရမိရမဟုဒိဋ္ဌိသနုဘာကမ္မသီလဝါဒသနေနတံပန္နောကာမေတုဝိနယကေရံနာဟိဇာတုကဗ္ဗတေယပုဏ္ဏရေတိမေတ္တသုတ်တံဒိဋ္ဌိတံတရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့ယခုနာကြားရမယ့်ပရိတ်တော်ကခန္ဓာသုတ်ပရိတ်ဒေသနာတော်ဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သာဝတိပြည်မွန်စေတဝန်ရောင်မောင်းတထေးကျောင်းမှာကိန်းအောင်မွေးလျော်ပြောနေတော်မူစဉ်ခါကစေတဝန်ကျောင်း၌ကြီးရဲ့မိတင်းကုတ်မိဖို့ဘေးနားမှာရဟန်းတော်လေးတစ်ပါးဟာထင်းခွဲနေကုန်မွေစိုးကြိုက်လို့ပြန်လွန်တော်မူခဲ့ရပူပါတယ်ဒီအကြောင်းကိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ထံမောက်ရဟန်းတော်တွေကလျှောက်ထားတော်မူကြတော့ဘုရားရှင်ကိုယ်တော်မြတ်ကရဟန်းတော်တွေအားလုံးအစိတ်အမျိုးမျိုးထိမိကိုက်မိတဲ့ဘေးရန်ကနေကာကွယ်နိုင်စေဖို့ဒီခန္ဓာသုတ်ပရိတ်ဒေသနာတော်ကိုဟောကြားတော်မူခဲ့ခြင်းဖြစ်ပါတယ်ဒီခန္ဓာသုတ်ပရိတ်ဒေသနာတော်ဟာအစားအသောက်တွေထဲမှာပါလာတဲ့အစိတ်မျိုးတွေမွေကင်းအစရှိတဲ့အစိတ်ရှိတဲ့တရားမျိုးမျိုးကြိုက်ခဲထိပါတဲ့အစိတ်မျိုးတွေအစရှိတဲ့စိတ်ရှိတရားတွေဘေးရန်ကနေအထူးကင်းဝေးစေတဲ့လို့အဆိုရှိပါတယ်တရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့အစိတ်ရန်တွေကင်းတဲ့တကောအာနာထက်မြက်ပါတဲ့ဒီခန္ဓာသုတ်ပရိတ်ဒေသနာတော်ကိုကြီးညိုသရာရွတ်သေးစွာနဲ့ရွတ်ကြဖတ်ကြနာကြကြီးညိုပူဇော်ကြပါကုန်စို့သူတော်ကောင်းတို့သဗ္ဗဇိဝိတဇာတိနံဒိဗ္ဗမန္တကတံဝိယာယန္နာသေတိဝိတံဂောရံသေတင်သာပိပရိတယံအာနာခိတံမိသဗ္ဗထသဗ္ဗရာသဗ္ဗပါဏိနံသဗ္ဗသောပိနိဝရတိပရိဒံဓမ္မနာမဟိဝိရုပဂိမေမေတ္တမေတ္တံဣရပတေဟိမေသာဗျဗုဒ္ဓိမေမေတ္တမေတ္တံကန္နာဂောရမကေဟိသာအာဘာရဂိမေမေတ္တမေတ္တံဒုဘာရဂေဟိမေသတုပရိမေမေတ္တံမေတ္တံဘဟုပရိဟိမေမာမံအဘာရဂောဟိန္တိမာမံဟိန္တိဒုဘာရဂောမာမံသရဝရောဟိန္တိမာမံဟိန္တိဘဟုဝရောသဗ္ဗေတတ္တသဗ္ဗေပါဏသဗ္ဗေဘုဒ္ဓသကေဝလံသဗ္ဗေဗတ္တရဏိပတ္တန္တုမာကင်းစီပါပမာဂမံအပမနောဗုဒ္ဓောအပမနောဓမ္မောအပမနောသံဃောပမာဏဝန္တာနိတရိသဘာနိအဟိဝစီကတတပရိဩနာနာဘိတရဘုမုတိကာကတမေရခကတမေပရိဒံပဋိကမန္တုဘုဒ္ဓာနိသောခံနမောဘဂဝါတောနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနံခန္ဓာသုတ်တံဒိဋ္ဌိတံအချစ်ခင်စိတ်ကောင်းဝင်ကြတဲ့
သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့ယခုနာကြားရရမယ့်ပရိတ်တော်ကမောရသုတ်ပရိတ်တော်ဖြစ်ပါတယ်မြတ်စွာဘုရားရှင်ပါရမီတော်ဖြည့်စဉ်ကာလအလောင်းတော်ဘဝမှာဟိမဝန္တာတောရံသီရိညဒန္တကလို့အမည်ရတဲ့တောရံမှာဥရောင်းငှက်မင်းဖြစ်တော်မူခဲ့ရပူပါတယ်ဘုရားလောင်းတော်ဥရောင်းမင်းဟာနေထွက်မှာဥရိတယံဂါထာနဲ့နေဝင်ချိန်မှာအပေတယံစရှိတဲ့ဂါထာတွေရွတ်ဆိုပြီးတော့မှအိတ်တန်းဝင်လေးရှိပါတဲ့အဲ့ဒီမောရသုတ်ပရိတ်တော်ရဲ့တကောအာနုဘော်ကြောင့်ဥရောင်းမင်းမှာဆိုရင်ကြောက်ရွံ့နာရီကင်းရှင်းချမ်းသာခြင်းများစွာနဲ့နေခဲ့ရဒီနေ့မှာတော့ဗာရဏသီပြည့်ရှင်ဘယင်ပြမရမင်းကြီးရဲ့မိဖုရားခေမတေဝိယဘုရားလောင်းဥရောင်းမင်းဟောတဲ့တရားကိုနာခွင့်ရတယ်လို့အိမ်မက်မဲ့ပြီးတကယ်တရားမနာရတဲ့အတွက်ကြောင့်မစားနိုင်မအိပ်မနိုင်ပဲပိမ့်ပိမ့်လိမ့်လိမ့်နဲ့ဖြစ်နေရရှာပါတဲ့ဒီအကြောင်းကိုသိရလို့ဘယင်ကြီးကဥရောင်းမင်းကိုဖမ်းမိတ်ထုတ်ခဲ့ပေမဲ့မောရသုတ်ပရိတ်ဒေသနာတော်ရဲ့တကူတော်ကြောင့်မုတ်ဆိုး9နှစ်တိုင်တိုင်ဖမ်းတာတော့မှဖမ်းမရမိဖုရားလည်းဥရောင်းမင်းရဲ့တရားသံကိုတန်းတာတဲ့စိတ်တွေနဲ့ပဲနဲ့ရွာစံသွားရရှာတဲ့အတွက်ကြောင့်ရှင်ဘုရင်ကြီးကစိတ်နာပြီးဥရောင်းမင်းရဲ့သားကိုစားရရင်မအိုမနာမသေးပဲနေရနိုင်တယ်လို့ရွှေကညစ်မှာစာရေးပြီးထားပစ်ခဲ့ပါတယ်အဲဒါကြောင့်နောက်တက်လာတဲ့ရှင်ဘုရင်80ဟာလဲနှစ်ပေါင်း900တိုင်တိုင်ဥရောင်းမင်းကိုဖမ်းရပေမဲ့ဒီမောရသုတ်ပရိတ်ဒေသနာတော်ရဲ့တကူတော်ကြောင့်ဘယ်သူမှဖမ်းမရခဲ့ပါဘူး90ရောက်တဲ့ရှင်ဘုရင်လက်ထက်ရောက်တော့မှမုတ်ဆိုးကတောင်းမငယ်တော်အောင်နဲ့ဖြာယောင်းညှိုးဆွဲဖမ်းလိုက်တော့မှဘုရားလောင်းမောရသုတ်ကိုမရွတ်မိတော့လို့အဖမ်းခံခဲ့ရပူပါတယ်နောက်တော့ဘုရားလောင်းကရှင်ဘုရင်ကိုတရားဟောပြလို့ရှင်ဘုရင်ကြီးအသိအမြင်မှန်ရပြီးဥရောင်းမင်းကိုပြန်လွတ်လိုက်ပါတော့တယ်ဘုရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့ဘေးအန္တရာယ်တွေကနေကာကွယ်နိုင်တဲ့အတားအဆီးအချုပ်နှောင်ထောင်တွေကနေလွတ်ကင်းစေနိုင်တဲ့တကောအနာထက်မြက်ပါတဲ့မောရသုတ်ပရိတ်ဒေသနာတော်ကိုကြီးညိုသရာရွတ်သေးစွာနဲ့ရွတ်ကြဖတ်ကြနာကြကြီးညိုပူဇော်ကြပါကုန်စို့သူတော်ကောင်းတို့ဘုရင်တံမောရိတံပါရေနိဗ္ဗတံမောရယောနိယံယေနတံဝိရိဒရခံမဟာတတံဝနေစရာစိရတံဝါယမန္တာပိနေဝသခိန်သူဂဏိတုံယမမန္တန္တိအခါတံပရိဒံတံမနာမဟေဝိရတယံသက္ခုမဧကရာဇာဟရိတဝောနောပထဝိပဘာသောတန္တနမတ္တမိဟရိတဝနံပထဝိပဘာတံယေဇာဂௌတဝိဟရေမုတိဝတံယေယမနာဝရကုတဗ္ဗဓမ္မေဒေမေနမောတေသမံပါလယန္တုနမတုဗုဒ္ဓနာနမတုဘောရိယနမောဝိမု ക്ത နာနမောဝိမု ക്തി ယဣမန္တပရိဒံကတဝါမောရောစရတိဧဒနာအဘေတယံသက္ခုမဧကရာဇာဟရိတဝောနောပထဝိပဘာသောတန္တနမတ္တမိဟရိတဝောနံပထဝိပဘာတံတယေဇာဂௌတဝိဟရေမုရတ္တိယေယမနာဝေရကုတဗ္ဗဓမ္မေတေမေနမောတေသမံပါလယန္တုနမတုဗုဒ္ဓနာနမတုဘောရိယနမောဝိမု ക്ത နာနမောဝိမု ക്തി ယဣမံသောပရိဒံကတဝါမောရောဝါသမကပ္ပယိဘုရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့ခါတော့ကမြတ်စွာဘုရားရှင်ဟာနောက်ပါသံဃာတော်900တို့နဲ့အတူမကရတိုင်းရွာငယ်တရွာကနေသွန်းကန်ကြွတော်မူရင်းလမ်းခရီးမှာတောမီလောင်တာနဲ့ကြုံခဲ့ရပါလေရောအလွန်ကြီးမားတဲ့တောမီကြီးဟာဘုရားနဲ့သံဃာတော်တွေကိုဝိုင်းပတ်မိလာတော့ဘုဒ္ဓဇင်ယဟန်တချို့မှာကြောက်ကြငိုကြရှာတာပေါ့ဒီတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကသစ္စာစကားကိုဆိုတော်မူပြီးတော့မိကိုညှိတက်လိုက်တဲ့အခါမှာယဟန်တော်တွေကမြတ်စွာဘုရားကိုတအံ့တအော
ရှိမွန်စကားတွေပြောကြတော့တာပေါ့ဒီတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကခြေသားတော်ငါဘုရားရှင်ကိုရောမြတ်ဟာပါရမီတော်တွေဖြည့်စဉ်ကာလငုံငက်ကလေးတကောင်ဖြစ်ခဲ့ဘူးတဲ့ဒီနေ့မှာတော်မီကြီးတွေအကြီးကျယ်လောင်တော့မိဘတွေဖြစ်တဲ့ငုံငက်တွေပါဝင်တောငက်တိရစ္ဆာန်တွေအာလုံးလွတ်ရကိုပြေးရတော့တာပေါ့ငါဘုရားရှင်ကိုရောမြတ်လောင်းတော်မှာသာမွေးကင်းစာကလေးလေးဖြစ်တာကြောင့်ပြန်လဲမပြန်တတ်ပြေးလဲမပြေးတတ်ဒီတော့သစ္စာဆိုပြီးတောမီကြီးကနေလွတ်မြောက်ခဲ့ရဘူးတဲ့ခြေသားတို့လို့အတိတ်ဇာကြောင်းပြန်ပြောင်းပြောပြပြီးသစ္စာပါရမီတော်ကိုသက်သေထူခဲ့ပါတယ်တရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့ပြင်ပကနေလောင်လာမဲ့ပဂတိမီကိုယ်ရင်းကနေလောင်နေတဲ့ကိလေသာမီးတွေကိုငြိမ်းအေးစေတဲ့ပယ်တတ်တဲ့သစ္စာပါရမီတော်ပြဝတ္တတုတ်ပိယဒေသနာတော်ကိုဝရန္တံဘောရိတံပါရေနိဗ္ဗတံဝတ္တဇာတိယံယသာတေသေနာတဝကိမဟာတတ္တံဝိဝဇ္ဇယိထေရသာသာရိဗုဒ္ဓသလောကနာထေနပါတိတံကပ္ပထာယိမဟာတေဇံပရိဒံဓမ္မနာမဟေအတိလောကေတိလာကုဏောသစ္ဆံသောစေယနုဒ္ဒယထေနာသစ္စေနာဂာမိသစ္စာကရိယမုဒ္ဓမံအဝဇိတဝဓမ္မဗလံတရိတဝပုပ္ပကေစီနေသစ္စာဗလမောတာယသစ္စာကရိယမဂတကံတဏိပက္ခအဘာဒနာတဏိပါရာအဝိဇနာမာတာပိဋ္ဌာနိခန္ဓာဇာတဝေဒပဋိကမသာတေစေကတိမယမပစ္စလိတောတိခိဟောစေတိသောလတာဂရိတာနိဥရကံပတဝယထာတိခိသစ္စေနမေသမောနတ္တိဧတာမေသစ္စာပါရမီဝတ္တသုတ်တံနိဋ္ဌိတံကဲစိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့အခုနာကြားရမယ့်သုတ်တံကဒဇက်ကသုတ်ပိယဒေသနာတော်ဖြစ်ပါတယ်ခါရဝါမြတ်စွာဘုရားရှင်ကိုရောမြတ်ကယဟန်တော်တွေကိုတရားတော်ကိုဟောပြတော်မူခဲ့ပြီးပါတယ်ခြေသားတို့ဟိုးရှိတုန်းကဒါဝရိန္ဒာနတ်ပြည်ကနတ်သားတွေနဲ့အတူရာနတ်သားတွေဟာစစ်ပွဲကြီးတွေမကြာခဏဆင်နွယ်နေတော့တရားမင်းကသူ့ရဲ့နတ်သားတွေကိုမောင်မင်းတို့တိုက်ပွဲမှာကြောက်လာကြကြက်သိမ်းမွေးခြင်းများထားလာကြမယ်ဆိုရင်ငါရဲ့အလံထိပ်ပြားပဇာပတိနတ်မင်းဝရုဏနတ်မင်းဣဒနာနတ်မင်းကြီးတွေရဲ့အလံထိပ်ပြားသင်တို့မော့ပြီးကြည့်လိုက်ကြအဲ့ဒီအလံထိပ်ပြားတွေကိုမြင်လိုက်ရရင်ကြောက်တာတွေလက်နာတွေကြက်သိမ်းမွေးခြင်းထားတာတွေမှန်သမျှအားလုံးပျောက်သွားကြပါလိမ့်မယ်လို့အားပေးစကားပြောကြားခဲ့ပူပါတယ်ဒီလိုပါပဲခြေသားတို့သင်တို့တွေဟာလည်းပဲလူသူဝေးရာတောဟိမဝါတွေမှာရောက်နေကြလို့ကြောက်လာကြလန့်လာကြကြက်သိမ်းမွေးရင်မြန်ထားလာခဲ့ကြရင်ဘုရားရဲ့ဂုဏ်တော်တရားရဲ့ဂုဏ်တော်သံဃာရဲ့ဂုဏ်တော်တွေကိုအောင်းမေ့ဆင်ခြင်ရှုမှတ်ပွားများလိုက်ကြအဲလိုရှုမှတ်ပွားများလိုက်မယ်ဆိုရင်ကြောက်တာတွေလန့်တာတွေကြက်သိမ်းမွေးရင်ထားတာတွေမှန်သမျှအားလုံးပျောက်သွားကြပါလိမ့်မယ်လို့ဟောကြားတော်မူခဲ့ပူပါတယ်အဲလိုဟောကြားတော်မူရလောက်အောင်ကောင်းရိုးထွေထွေကြက်တရေဖြားဖြားကိုဖြစ်ပေါ်စေရပြီးတကောအနာထက်မြက်လာတဲ့ဂုဏ်တော်ဆွမ်းအားပြတဇက်ကသုတ်ပိယဒေသနာတော်ကိုကြီးညိုသရာရွတ်သေးစွာနဲ့ရွတ်ကြဖတ်ကြနာကြပူဇော်ကြပါကုန်စို့သူတော်ကောင်းတို့ယတာနုတ္တရဏေနာပိအန္တလိခေပိပါဏိနောပဋိဒာမရိကေသန္တိဘူမိယံဝိယတပရာသဗ္ဗပရဝဇာလမယခသောရာတိတမဝံခဏနာနသမုဒ္ဒနံပရိဒံတံမနာမဟေဧဝမေတုတံဧကံသမေယံဘဂဝါသာဝတိယံဝိဟရတိစေတဝနေအာနာထဗိန္ဒီကတအာရမေသာတရာခောဘဂဝါဘိက္ခုအမန္တေတိဘိက္ခဝောတိဗရန္တေတိတေဘိက္ခုဘဂဝါတောပစ္စသောသုံးဘဂဝါဣတတဝောစာဘုဒ္ဓဗုဗ္ဗံဘိက္ခဝေဒေဝသုရသင်္ကာမောသမုပပြုလောဟောတိဒါခောဘိက္ခဝေသကောဒေဝနာမိန်တော
ဒေဝေတာဝတိန်သေးအာမန္တေတိသစေမာရိတာဒေဝနံသင်္ကာမကတနံဥပိစေယပယံဝါဇမိတတံဝါလောမဟံသောဝါမမေဝတသမိန်တမယေတဇကံဩလောကေယထမမယဝတဇကံဩလောကေယတံယံဘဝိတတိပယံဝါဇမိတတံဝါလောမဟံသောဝါသောပဟိယိတတိနောစေမေတဇကံဩလောကေယထအထပဇာပတိတာဒေဝရာဇတတဇကံဩလောကေယထပဇာပတိတာဤဝဒေဝရာဇတတဇကံဩလောကေယတံယံဘဝိတတိဘယံဝါသံမိတတံဝါလောမဟံသောဝါသောပဟိယိတတိနောစေပဇာပတိတာဒေဝရာဇတတဇကံဩလောကေယထအထာဝရုဏတဒေဝရာဇတတဇကံဩလောကေယထဝရုဏတဟိဝဒေဝရာဇတတဇကံဩလောကေယတံယံဘဝိတတိဘယံဝါသံမိတတံဝါလောမဟံသောဝါသောပဟိယိတတိနောစေဝရုဏတဒေဝရာဇတတဇကံဩလောကေယထအထဣဒနတဒေဝရာဇတတဇကံဩလောကေယထဣဒနတဟိဝဒေဝရာဇတတဇကံဩလောကေယတံယံဘဝိတတိဘယံဝါသမိတတံဝါလောမဟံသောဝါသောပဟိယိတတိတိတံခောပနဘေကဝေတက္ကသဝါဒေဝနာမိန်တသတဇကံဩလောကေယတံပဇာပတိသဝါဒေဝရာဇတတဇကံဩလောကေယတံဝရုဏသဝါဒေဝရာဇတတဇကံဩလောကေယတံဣဒာနတဝါဒေဝရာဇတတဇကံဩလောကေယတံယံဘဝိတတိဘယံဝါသံမိတတံဝါလောမဟံသောဝါသောပဟိယေထာပိနောပဟိယေထာတံခိတာဟေတုအကောဟိဘိကဝေဒေဝနာမိန်တောအဝိတရာကောအဝိတဒောသောအဝိတမောဟောဘေဒုသံမိဥဒ္ဒရာတိပလာယိတိဟင်္ဇာကောဘိကဝေဝံဝရမိသစေတုံမကံဘိကဝေအရိညကတနံဝါရောဂမူလကတနံဝါသုံးညာဂရကတနံဝါဥပ္ပိစေယဘယဝါဇမိတတံဝါလောမဟံသောဝါမမေဝတသမိန်တမယေနုတရိယာထဣတိပိသောဘဂဝါအရဟံသမ္မာသမုဒ္ဒောဝိဇ္ဇာစရဏတမ္ပနောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါတိမမံယောဘိကဝေနုတရတံယံဘဝိတတိဘယံဝါသမိတတံဝါလောမဟံသောဝါသောပဟိယိတတိနောစေမနုတရိယာထအထဓမ္မနုတရိယာထပခါတောဘဂဝတာဓမ္မောတံဒိဋ္ဌိကောအာဂါလိကောဧပတိကောဩပနေဟိကောပစ္စတံဝေရိတဘောဝိညုဟိတိဓမ္မယဝဘိကဝေနုတရတံယံဘဝိတတိပယံဝါဇံပိတတံဝါလောမဟံသောဝါသောပဟိယိတတိနောစေဓမ္မနုတရိယာထအထတံကံနုတရိယာထဥပ္ပတိပံနောဘဂဝါတောသဝကသံဃောဥသုပတိပံနောဘဂဝါတောသဝကသံဃောညာယပတိပံနောဘဂဝါတောသဝကသံဃောကာမိစိပတိပံနောဘဂဝါတောသဝကသံဃောယရိရံသတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာဧတဘဂဝါတောသဝကသံဃောအာဟုနေယောပါဟုနေယောဒခိနေယောဣန္ဒလိကရဏီယောအနုတ္တရံပုညခေတံလောကတတိသံဃာယောဘေကဝေနုတ္တရတံယံဘဝိတတိပယံဝါဇံမိတတံဝါလောမဟံသောဝါသောပေယိတတိတံဂိတာဟေတုသတ္တဂတောဤဘေကဝေရဟံသမ္မာသမ္ဗုဒ္ဓောဝိတရာဂောဝိတာဒောသောဝိတမောဟောအဘိဓုအသံပိအနုတ္တရာတိအပလာယိတိဣရမဝောသဘဂဝါဣရံဝတ္တဝါနတုကတောအထာပရံဧတာတဝောသတထာအရိညေဒုက္ခမူလေဝတုံညာဂရေဝဘိက္ခဝော
နုတရေထာတံဗုဒ္ဓံပယံဒုမာကနောတိယနောစေဗုဒ္ဓံတရေယာထလောကစိထနရသဗံအထဓမ္မံတရေယာထနေယာနိကံသူရေတိတံနောစေဓမ္မံတရေယာထနေယာနိကံသူရေတိတံအထသံဃံတရေယာထပုံညခိတံနုတရံဧဝံဗုဒ္ဓံတရန္တနံဓမ္မံတံငင်းသဘေကဝောဘယဝါသမိတတဝါလောမဟံသောနာဟိတတိတဇဂသုတ်တံနိဋ္ဌိတံခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့ယခုနာကြားရရမယ့်တရားဒေသနာတော်ကအာဒါနာတိယသုတ်ပိဋိဒေသနာတော်ဖြစ်ပါတယ်။ဒါတော့ကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာရာဇဂိုမြို့နာကဂိဇဂုတ်တောင်ကျောင်းတော်မှာသတင်းသုံးနေတော်မူခဲ့ပါတယ်။အဲဒီခိတ်သာသနာတော်ဆောင်နမင်းကြီး၄ပါးတို့ဟာကုဝေရနမင်းကြီးနေတဲ့အာဒါနာတလို့ဆိုတဲ့နတ်မြို့တော်မှာယူရကဝစည်းဝေးပြီးတော့ဝိပဿနာစရှိတဲ့ရှေးဘုရားရှင်ခုနှစ်စုတို့ရဲ့ဂုဏ်တော်ရေနန္တအာယုံပြုကရှိခိုးပြီးတော့အဲဒီအာဒါနာတိယသုတ်ဆိုတဲ့ပိဋိဒေသနာတော်ကိုစီကုံဖွဲ့ဆိုခဲ့ကြပါတယ်။အဲလိုဖွဲ့ဆိုကြပြီးတော့မြတ်စွာဘုရားထံမောက်ညသကောင်ရံချိန်မှာရောက်လာကြကိုဝေရနမင်းကြီးလို့ခေါ်ရတဲ့ဝတ္တဝနမင်းကြီးကဘုရားရှင်ကိုရောမြတ်ကြီးကိုဒီလိုလျှောက်တင်ခဲ့ပူပါတယ်။ဘုန်းတော်ကြည်တော်မူတဲ့မြတ်စွာဘုရားဟောဒီကမ္ဘာလောကမှာသာသနာတော်ကိုကြည်ညိုတဲ့နတ်ဘလူတွေရှိတယ်လို့သာသနာတော်ကိုမကြည်ညိုတဲ့နတ်ဘလူတွေလည်းရှိကြပါတယ်မြတ်စွာဘုရားအဲ့ဒီထဲမှာတော့မှသာသနာတော်ကိုမကြည်ညိုတဲ့နတ်ဘလူတွေကပို့ပြီးတော့များနေကြပါတယ်မြတ်စွာဘုရားဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားကအတ္တတချင်းခိုးခြင်းကာမလိုက်စားခြင်းလိမ်ညာခြင်းနဲ့တရေတရေတောက်ခြင်းဆိုတဲ့ဒုစရိုက်တရားတွေကနေရှောင်ဖို့ဟောကြားတော်မူပေမဲ့သူတို့ကမရှောင်ကျင်ကြလို့ပဲဖြစ်ပါတယ်မြတ်စွာဘုရားဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားရဲ့တပည့်သားသံဃာတော်အများစုဟာတောစွန်တောင်ပြရက်တွေမှာအနေများကြတာမို့အဲဒီသံဃာတော်ရှင်သူမြတ်တွေကိုနတ်ဘလူတွေကမငင်းစေနိုင်အောင်ကာကွယ်ဆောင်ရှောက်မှုပေးနိုင်အောင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဓမ္မစက်ဘုရားတပည့်တော်တို့ရဲ့အာနာဇက်ကိုမလိုက်နာကြတဲ့နတ်ဘလူတွေကိုဒဏ်ခတ်မယ်လို့နတ်မင်းကြီးတွေသဘောတူအမိန့်ဖြစ်တဲ့ဟောဒီအာဒါနာတိယသုတ်ပိဋိဒေသနာတော်ကိုယဟန်တော်များအားသင်ကြားပေးတော်မူပါမြတ်စွာဘုရားလို့ဘုဒ္ဓဝနတ်မင်းကြီးရဲ့လျှောက်ထားချက်ကိုမြတ်စွာဘုရားကစိတ်နေပြီးခွင့်ပြုလက်ခံတော်မူခဲ့ပါတယ်။တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့ညင်းစေနှိမ့်ဆက်ဒုက္ခပေးကြမဲ့ဘလူတရဲ့သင်္ကွယ်ပြိတ္တာတစေမြေဘုတ်နတ်ဗေလူနမိတ်စာရဲ့ရံကနေကာကွယ်ပေးနိုင်တဲ့အလွန်အစွမ်းထက်လာတဲ့ဟောဒီအာဒါနာတိယသုတ်ပိဋိဒေသနာတော်ကိုကြီးညိုသရာရိုသေစွာနဲ့ရွတ်ကြဖတ်ကြနာကြကြီးညိုကြပါကုန်စို့သူတော်ကောင်းတို့အဘဒနေဟိနာထသသာဝနေသာရုတမတေအမနုဿေဟိဇန္တေဟိတရာကဝိသကာရိဝိပရိသနံသတ္တတနံအဟိတယသဂုတ်တိယယန္တေတိမဟာဝိရောပရိဒံတံမနာမဟိဝိပဿိတာဇနမထုသက္ခုမန္တသတိမတောဒီကိတပိဇနမထုတဗ္ဗဗုဒ္ဓနုကံပိနောဝတ္တဗုဒ္ဓဇနမထုနာတကသတပတိနောနမတုကကုတံတသမာရသေနာပမတိနောခောနာဂမနသနမတုဗျမနသဝုတိမတောသတ္တပတသနမတုဝိပမုဒ္ဒသတပ္ပရိအင်္ဂိရတသနမတုသัจ जा ဗုဒ္ဓသတိရိမတောယောဟိမန္တမန္တေတေတိသဗ္ဗဒုက္ခပနုရဏံယေဇာပိနေဗုဒ္ဓလောကေယထာဘူတံဝိပတိတုံဒေသနာအဘိတုနာထမန္တဝိဒသရတာဟိတံဒေဝမနုဿာနံယံနမတန္တိဂောရမံဝိဇာစရဏသံပန္နမန္တံဝိဒသရတံဧတေဇိညေသတံဗုဒ္ဓနေကတတဂောတိယော
သဗ္ဗေဗုဒ္ဓသမသမသဗ္ဗေဗုဒ္ဓမေဟိကသဗ္ဗေတသဗလုပေတဝေတာရစေဟုပါကတာအဘေတေပတိဇာနန္တိအာသဗံဌာနမုဒ္ဓမံဣယနာရဏရံတေတေပရိတာတုဝိတာတာယမဇဂံဘောတင်တိလောကေအပတိဝတ္တိယံဥဝေရဗုဒ္ဓဓမ္မေဟိအတာရတဟိနာယကဖတိန်သလကနုပေတာတိရာနုပြင်စနရရာယမဘာဘာယသုဗ္ဗဘာတဝေတေမုနိကုံစရာဗုဒ္ဓသဗ္ဗညုနောဧတေသဗ္ဗေခိနာတဝါစီနာမဟာဘဗမဟာတေသမပညာမဗလာမဟာကရုဏိကာတိရာသဗ္ဗေသာနံဒုက္ခဝဟဒီဗနာထပဋိဋ္ဌာသဒါနာလေနာဇာပါဏိနံတတိဗန္ဓုမေတာတာတရဏဇာဟိတေတိနောအရိဝကတလောကတသဗ္ဗေတေပရာယနာဒေတာဟံတိရတပါဒေဝန္တာမိပုရိသုတ္တမေဝဇာသမနတာဇေဝဝန္တာမေတေတရာဂတေတယနေအာသနေဌာနေခမနေသာပိတပရာသရတုဝိနာရခန္တုဗုဒ္ဓတဏိကရာတုဝံဒေဟိတောရဂိတောတံတောမုတ်တောသဗ္ဗဘေယဟိသာသဗ္ဗရောဂဝိနိမုတ်တောသဗ္ဗတန္တပဝစီတောသဗ္ဗဝေရမတိကံတောနေဟုတောသတုဝံဘဝဒေတံသစ္စေနာတိလေနခန္တိမေတ္တာပလေနသဒေဝိယမေနုရခန္တုအာရောဂေနဒုက္ခေနသဘုရတိမသမေတိသာဘာဂေတန္တိဗုဒ္ဓမေဟိကာဒေဝိယမေနုရခန္တုအာရောဂေနဒုက္ခေနသဒေဝိနာသမေတိသာဘာဂေတန္တိဒေဝမေဟိကာဒေဝိယမေနုရခန္တုအာရောဂေနဒုက္ခေနသဒေဝိမသမေတိသာဘာဂေတန္တိနာဂမေဟိကာဒေဝိယမေနုရခန္တုအာရောဂေနဒုက္ခေနသအာဂတထသဗုမထဒေဝနာဂမေဟိကာဒေဝိယမေနုရခန္တုအာရောဂေနဒုက္ခေနသဣရိမန္တောသယေရဝဝတန္တာဣယသာရဏေဒေဝိယမေနုရခန္တုအာရောဂေနဒုက္ခေနသအဘိတေယဝိဝဇန္တုသောကောရောဂဝိနတတုမာတေဘောတွန္တရာယတုခိဒီဃာယုကောဘဝဝိဝရဏတိလိတ္တာနေဇံဝတ္တပစာဟိနောသတ္တရောဓမ္မဝဋ္ဌန္တိအာယုဝနောဒုက္ခမလံအာဒါနာတိယသုဒ္ဓနိဋ္ဌိတံတရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားရှင်ရဲ့ရွှေလက်ထက်တော်ခါကသောရနခတ်နဲ့ရှင်းပြီးမွေးလာတဲ့လူငယ်လေးကိုသူ့ရဲ့မိဘတွေကအဟိန္ဒကမငင်းစေတတ်သူလို့နာမည်ကိုပြောင်းပြန်ပေးထားခဲ့ကြပူပါတယ်အသက်အရွယ်ရလာတော့တက္ကသိုလ်တိုင်းပြည်များပညာသင်ကြားရင်းနဲ့အထင်မှားရှာတဲ့ဆရာသမားကလက်ညှိုးပေါင်း1000ရှာခိုင်းလိုက်ရကနေလူဆိုးလူမိုက်ကြီးဘဝကိုရောက်ခဲ့ရပါလေရောခောသလရှင်ဘုရင်ကအသေးသက်ဖို့ဖမ်းခိုင်းတဲ့နေ့မှာမြတ်စွာဘုရားကကြွရောက်ပြီးတရားဟောပြတတိတံဝေကရစီတော်မူခဲ့ပါတယ်အဲဒီဘိက္ခုယဟန်ဖြစ်ကနေမကြာမီမှာပဲယဟန္တာရှင်မြတ်ကြီးဘဝရောက်ခဲ့ရပြီဖြစ်တဲ့အင်္ဂုလိမာလမထေရမြတ်ဟာလူဘဝတုန်းကသူလုပ်ခဲ့တဲ့လုပ်ရက်တွေကြောင့်စိတ်နာကြတဲ့သူတွေအားလုံးကနေပြီးတော့မှခဲနေပေါက်ဒုံနေပြစ်စတာတွေတောင်ခံခဲ့ရရှာပါသေးတယ်ဒီနေ့တော့သာဝတိမြို့တဲ့ရှင်ဂုလိမာလမထေရစွန့်ခံကြွနေတော်မူတဲ့ခိုက်သာသမီမမွေးဖွားနိုင်ချလို့အကြီးအကျယ်ဒုက္ခရောက်နေရရှာတဲ့မိခင်လောင်တစ်ယောက်ပေါ်မှာသနာကရုဏာစိတ်ဝင်ပြီးမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုလျှောက်ထားတော့မြတ်စွာဘုရားကသစ္စာဆိုပြီးကူညီပေးလိုက်ဖို့နီလန်းညွန်ပြဩဝါဒပေးတော်မူခဲ့ပါတယ်ငါဟာရိယာဖြစ်တဲ့နေ့ကစပြီးတော့ဘယ်သူမှမတတ်တာမှန်ပါရင်ဒီမှန်ကန်တဲ့သစ္စာစကားကြောင့်ဒီသားမိနှစ်ယောက်စလုံးချမ်းသာကြပါစေတည်းလို့သစ္စာဆိုလိုက်တာအလုံးကျမ်းကျမ်းမာမာချမ်းချမ်းသာသာဖြစ်သွားကြရပါတော့တယ်
ဒီငုလိမာလပိဋိဒေသနာတော်ဟာသာသမီမမွေးဖွားနိုင်လို့ဆင်းရဲဒုက္ခရောက်နေကြရရှာတဲ့မိခင်လောင်းတွေသာသမီလောင်းတွေအတွက်ရည်ရွယ်ပြီးဟောကြားတော်မူခဲ့တဲ့စေဘဝင်ဂါထာမဏ္ဍန်တော်ဒေသနာတော်ကြီးတစ်ပုဒ်ဖြစ်တာကြောင့်ဒီပေတရားတော်ကိုရွတ်ဖတ်ပြီးသစ္စာပြုပြီးပရိယေတောက်တာတွေမျက်နာပစ်တာတွေပရိယေဖြန်းတာတွေလုပ်ရင်သာသမီတွေမှာရောမိခင်မှာပါလက်တွေ့ကျမ်းမှာချမ်းသာနိုင်ကြပါတယ်။တရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့သစ္စာပါရမီတော်ပြလွန်စွမ်းတတ်လာတဲ့ဒီအင်္ဂုလိမာလတုတ်ပရိဒေသနာတော်ကိုကြီးညိုသရာရွတ်သေးစွာနဲ့ရွတ်ကြဖတ်ကြနာကြကြီးညိုပူဇော်ကြပါစို့သူတော်ကောင်းတို့ပရိဒံယမနန္တသနိသိဏဌာနဒောဝနံဘုရဂံမိဝိနာတေတိတဗ္ဗမေဝပရိဒယံသုတိနာကဗဝုဋ္ဌာနံယင်စတာရေတိတင်္ဂနေထေရသင်္ကုလိမာလသလောကနာထေနပါတိတံကပ္ပထာယိမာတေဇံပရိဒံတမ္မနာမဟေယတဝံပကိနိအရိယယာဇာတိယာဇာတောနာဘိဇာနာမိတင်စိတ်စပါဏံဇိဝိတာဝရောပေတာထေနတစ္ဆေနာသုတိတေဟောတုသုတိကပ္ပတအင်္ဂုလိမာလသုတ်တံနိဋ္ဌိတံတရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာရာဇဂိုမြို့ဝေလူဝံကျောင်းတော်မှာနေတော်မူတော့ကဝေဘာရတောင်ပိပလိလိုင်ကူမှာသရင်သုံးနေတော်မူတဲ့အရှင်မဂတ္တဗအရှင်မြတ်ကြီးနေမကောင်းတော့ကတကြိမ်ရာဇဂိုမြို့နာကဂိဇဂုတ်တောင်မှာသရင်သုံးတော်မူနေတဲ့ရှင်မမောဂလန်ကိုရောမြတ်ကြီးနေမကောင်းတော့ကတကြိမ်ဘုဇင်္ဂတုတ်ပရိဒေသနာတော်ကိုဟောကြားပေးပြီးယောဂဝေဒနာကိုသက်သာပျောက်ကင်းစေခဲ့ပူပါတယ်။အဲ့ဒါအပြင်မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ယောဂဝေဒနာတွေနှိမ့်ဆက်လို့မကြမ်းမမာဖြားနာတော်မူနေတဲ့အခါမှာအရှင်စုံနမထေရကိုဒီဘုဇင်္ဂတုတ်ပရိဒေသနာတော်ကိုရွတ်ဖတ်စေပြီးအာယုံစူးစိုက်နားထောင်နေကြဘုရားရှင်ရဲ့ယောဂဝေဒနာတွေအလုံးသက်သာပျောက်ကင်းတော်မူခဲ့ရပူပါတယ်။ဒီဘုဇင်္ဂတုတ်ပရိဒေသနာတော်ဆိုတာဟာမူရင်းပါဠိတော်ကြီးမှာစကားပြေစုံနည်းရဝကြရှည်ကြီးတွေအဖြစ်နဲ့ရှိနေခဲ့ပေမဲ့ရှေးဆရာတော်သမတော်ကြီးတွေကခုလိုဂါထာတီကုန်းရေးဖွဲ့ထားတော်မူခဲ့ကြခြင်းဖြစ်ပါတယ်။ဒီဘုဇင်္ဂတုတ်ပရိဒေသနာတော်ကိုရွတ်ဖတ်ကြပွားများကြမယ်ဆိုရင်ယောဂဝေဒနာတွေကင်းပြောင်းပြီးကျမ်းမာစေခြင်းဆိုတဲ့သစ္စုပ္ပန်ကောင်းကျိုးတွေအပြင်ဒီသုတ်တော်မှာပါဝင်တဲ့ပုဇင်9ပါးမြတ်တရားတွေကိုပါပြည့်စုံအောင်ပွားများအားထုတ်ခဲ့ကြမယ်ဆိုရင်ဒီဘဝမှာရင်ပဲနိဗ္ဗာန်အထိတရားတို့တရားမြတ်တွေကိုရရှိစေနိုင်ပါတော့တယ်။တရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့ယောဂဝေဒနာတွေကင်းရှင်းချမ်းသာချမ်းသာခြင်းတွေကိုပေးစွမ်းတတ်တဲ့ဒီဘုဇင်္ဂတုတ်ပရိဒေသနာတော်ကိုကြီးညိုသရာရွတ်သေးစွာနဲ့ရွတ်ကြဖတ်ကြနာကြကြီးညိုပူဇော်ကြပါကုန်စို့သူတော်ကောင်းတို့သန္တာရေသန္တရန္တာနံသဗ္ဗဒုက္ခဝိနာသနေတတဓမ္မေဇဘုဇင်္ဂေမာရတိနာပမတ္တနေဘောဓိတဝါယေစီမေတ္တာဒီဘဝမုဒ္ဒဂௌတမအာဇတိမသရာပြာဒိန်အမတံနိဗ္ဗယံကတာဧဝမာရိကုဏုပေတံနေကကုဏသင်္ဟံဟောဒရင်ဇာိမမန္တံဘုဇင်္ဂင်သဗနာမဟိဘုဇင်္ဂောတတိသင်္ဃတောဓမ္မနံဝိဇယောတထာဝိရိယမိတိပတ္တိဘုဇင်္ဂာသတထာပရိမရုဘေကဘုဇင်္ဂာတတိတေတဗ္ဗတတိနာမုနိနာသမတက္ကတာဘာဝိတာမဟုလိကတာသဝတန္တိအဘိညာယနိဗ္ဗာနာယသဘောရိယဣတေနသစ္စာဝဇေနာသုတိတေဟောတုတပ္ပရာဧကသမိန်သမယေနာတော်မောဂလာနိသကတပံခိလာနေတဝိတတိတဝဘုဇင်္ဂေတတ္တဒေတိဒေဇာတံပိနနိတဝရောဂမုတ်စိန်တုတင်္ဂနေ
တေနသစ္စာဝဇေနသုတိတေဟောတုတပ္ပရာဧကရာဓမ္မရာဇာပိကိလင်ညေနာပိပိလိတောသုံးတေရေနာတံယေဝဗနာပိတဝါနာတရတံဓမ္မောရိတဝါနာအဘာရတံဘဝုထာတိဌာနသောဧတေနာသစ္စာဝဇေနသုတိတေဟောတုတပ္ပရာဟိနာတေဇအဘာရဒိဏံနံပိမေတိနံမဂရတာကိလေသာဝပတ္တာနုပ္ပတိဓမ္မတံဧတေနာသစ္စာဝဇေနသုတိတေဟောတုတပ္ပရာဘုဇင်ကသုတ်တံနိဋ္ဌိတံရာချစ်ခင်စိတ်ကောင်းဝင်ကြတဲ့ရောစဉ်ပြိဿအပေါင်းသူတော်ကောင်းတို့ဒီပုဗ္ဗနာသုတ်ပရိဒေသနာတော်ဟာမင်္ဂလာသုတ်စရာတွေလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသုတ်တန်ကြီးတရက်အနေနဲ့ဟောကြားတော်မူခဲ့တာတော့မဟုတ်ပါဘူး။ဆိုဖတ်ကြတဲ့နာကြားကြတဲ့သူတော်ကောင်းတွေမှာလောကီလောကုတ္တရာနှစ်ဖြာသောကောင်းကျိုးတွေဖြစ်လာအောင်ဘေးရန်တွေအန္တရာယ်တွေကနေကာကွယ်တားမြစ်နိုင်အောင်မဖို့နိဗ္ဗာန်ကိုရောက်လွယ်ရလွယ်နိုင်အောင်ရှေးဆရာတော်သမတော်ကြီးတွေကစူးစီးစီစဉ်ပေါင်းဆက်ပေးထားခဲ့ခြင်းဖြစ်ပါတယ်။တရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့ယရဏမြတ်သုံးပါးရဲ့ဂုဏ်တော်တွေကိုရွတ်ဆိုပြီးသစ္စာဆိုထားတဲ့ဒီဘဝနာသုတ်ပိဒေသနာတော်ကိုကြီးညိုသရာယုတ်သေးစွာနဲ့ရွတ်ကြဖတ်ကြနာကြကြီးညိုပူဇော်ကြပါကုန်စို့သူတော်ကောင်းတို့ယန္တုန်ိမိတ္တံဝမင်္ဂလင်္စယောသမနာဘောတကုဏတတတ္တောဘာဘဂဟောတသုပိနာကန္တံဗုဒ္ဓ ानु ဘာဝေနဝိနာသမင်တုယန္တုန်ိမိတ္တံဝမင်္ဂလင်္စယောသမနာဘောတကုဏတတတ္တောဘာဘဂဟောတသုပိနာကန္တံဓမ္မာ ानु ဘာဝေနဝိနာသမင်တုယန္တုန်ိမိတ္တံဝမင်္ဂလင်္စယောသမနာဘောတကုဏတတတ္တောဘာဘဂောတသုပိနာကန္တံတံဃာနုဘာဝေနဝိနာသမင်တုဒုက္ခပတ္တာသနေဒုက္ခဘယပတ္တာသနိဗယသောကပတ္တာသနေသောကဝန္တုသဗ္ဗေပိပါဏိနောဣတဝတ္တာသအံမေဟိတမ္ပတံဘုံညတံပရံသဗ္ဗေရေဝါနုမောတံတုသဗ္ဗတံပတ္တိတေရိယဒါနန္တရံတုတတ္ထယသီလရခန္တုသဗ္ဗရာဘာဝနာပိရတာဟွန်တုကိသံတုဒေဝတာကတာသဗ္ဗေဗုဒ္ဓဗလပတ္တာပစ္စေကာနိသယမလံအရဟန္တာနိသတေဇေနရခံဗန္ဒာမိတဗ္ဗသောယံကေဇိဝိတံဣရဝဟုရဝတကေသူဝါယရတနံပဏိတံနာနောသမံအဋ္ဌိတထာဂတေနဣရံမိဗုဒ္ဓေရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုယံကိဇိဝိတံဣရဝဟုရံဝတကေသူဝါယရတနံပဏိတံနာနောသမံအဋ္ဌိတထာဂတေနဣရံမိဓမ္မေရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုယံကိဇိဝိတံဣရဝဟုရံဝတကေသူဝါယရတနံပဏိတံနာနောသမံအဋ္ဌိတထာဂတေနဣရံပိသံဃေရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနသရတုခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနသရတုခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗတံဃာနုဘာဝေနသရတုခိဘဝန္တုတေမဟာကရုဏိကောနာတောဟိတာယသဗ္ဗပါဏိနံဘုဟေတဝပါရမီသဗ္ဗပတ္တောသံဘောဓိမုဒ္ဓမံဧတေနသစ္စာဝဇေနသုရိတေဟောတုတပ္ပရာဇယံတောဘောရိယမူလေတ္ကြနနန္တိဝတ္တနောဧဝမေဝဇယောဟောတုဇယတုဇယမင်္ဂလေအပရာဇိတဗလင်္ကေတိသေပုထုဝိပုဂ္ဂလေဝိတေကေသဗ္ဗဗုဒ္ဓနာအဂပတ္တောပမောတတိသုနကတံသူမင်္ဂလံသုဝဘာတံသူဥဋ္ဌိတံသုကနောသူမုရုဒ္ဒောသာသူယိတံပြမအသာရိတုပရခိဏံကာယကမ္မံဝါစာကမ္မံပရခိဏံပ
ပရဂိဏမနောကမ္မပဏိတိတေပရဂိနေပရဂိဏနိကတဝါနလဗန္တတေပရဂိနေတေယတလထသုခိတာဝိရုံလံဗုဒ္ဓသာသနေအာရောဂသုခိတာဝဋ္ဌသဟတဗေဟိညာတိဝိ